မိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျွန်တော်တို့ချက်ပြင်းတဲ့တောင်ပိုင်းအထူးဒေသ6ပိုးမြင့်သားတမတော် PNA နယ်မြေနဲ့ပတ်သက်ပြီးတော့မှတိုက်ပွဲတွေဖြစ်ပွားနေတဲ့အပေါ်မှာတချို့နိုင်ငံရေးအမျက်ထုတ်နေတဲ့သူတွေနောက်ပြီးကြတော့မှဒီတိုက်ပွဲကိုအကြောင်းပြပြီးတော့မှလူမျိုးရေးပဋိပက္ခတွေဖြစ်ပွားလာအောင်ကြိုးပမ်းနေတဲ့သူတွေရှိပါတယ်နော်အဲ့တော့အဲ့ဒီအပေါ်မှာကျွန်တော်ရှင်းလင်းပြီးတော့မှပြောပြချင်ပါတယ်တာရကတွေအရာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှင်ပြီးခဲ့တဲ့2022-2023ခုနှစ်တုန်းကကယားပြည်နယ်မှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာအားလုံးသိခဲ့ပါတယ်နော်အဲ့ဒီတုန်းကဆိုလို့ရှင်ကယားပြည်နယ်ကပြည်သူလူထုတွေမြောက်များစွာကျွန်တော်တို့အထူးဒေသ6ပြည်နယ်နယ်မြေထဲမှာဝင်ရောက်ခိုလုံခဲ့ကြတာအားလုံးလည်းသိပါတယ်နော်အဲ့မဲ့အဲ့ဒီနောက်မှာပဲ2023ခုနှစ်မတ်လကနေစပြီးတော့မှဒီကယားပြည်နယ်ကနေပေါက်ဖွာလာတဲ့ Green မျိုးသားကကွယ်တက် KNDA တို့ကနေပြီးတော့မှကျွန်တော်တို့သူဒေသ6 PNO နယ်မြေတက်ကိုဝင်ရောက်ပြီးတော့မှကျူးကျော်ဝင်ရောက်ပြီးတော့မှကျွန်တော်တို့ရဲ့ကြေးရဒေသတွေကိုမိချုပ်ဖျက်ဆီးခဲ့တယ်ပြီးရင်ဆရာတော်ပါဝင်ကျွန်တော်တို့ဒေသခံပြည်သူလူထုအယောက်30ကျော်သူတို့တပ်ဖြတ်ခဲ့ကြတယ်ဒါတွေနဲ့တရကတွေရှိခဲ့ကြနော်ဒါပေမဲ့ကျွန်တော်တို့3နှစ်3မိုးလုံးနော်ဒီစီရေးစစ်ဒဏ်တွေကိုအလူအလဲခံစားခဲ့ကြတာအားလုံးသိမြင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကပြီးခဲ့တဲ့2022-2023ခုနှစ်တုန်းကဆိုလို့ရှင်ကယားပြည်နယ်ကနေစစ်ချောင်းလာတဲ့ပြည်သူလူထုတွေထဲမှာကယန်းပါတယ်ကယောပါတယ်ကယားအများကြီးပေါ့နော်သူတို့ရဲ့လူမျိုးတွေအများကြီးလူမျိုးပေါင်းစုံလူမျိုးပေါင်းစုံဘယ်လိုပြောရမလဲအေးဘောအခေါ်ဝါတော့မတူဘောနော်အဲ့ဒီကယားပြည်နယ်ကပြည်သူလူထုတွေမြောက်များစွာအခုချိန်ထိလည်းရှိနေသေးတယ်နော်အခုချိန်ထိလည်းရှိနေသေးတယ်ကျွန်တော်တို့ပအိုးချင်းပအိုးကနေပြီးတော့မှသူတို့ကိုပြန်ပြီးတော့မှရန်ချနေတာလည်းမရှိဘူးနော်အခုချိန်ထိပဲနော်နေရာဒေသတွေကတော့ကျွန်တော်ထက်မပြောတော့အခုချိန်ထိရှိသေးတယ်ဒါကျွန်တော်တို့လူမျိုးရေးပြဿနာဖြစ်စေခြင်းတပဆိုလို့ရှိရင်ကျွန်တော်တို့နမ်နင်းကျောင်းတိုင်းဆရာတော်ပါဝင်ဒီတက်ကပြည်သူလူထုအသက်ခံရတယ်ပြီးလို့ချင်းကျွန်တော်တို့ပိုးနေမြေထဲမှာလည်းကျူးကျော်ဝင်ရောက်ပြီးတော့တတ်ဆွဲခဲ့တဲ့ဒီကယားပြည်နယ်ကနေပေါက်ခွာလာတဲ့လက်နက်ကိုင်အဖွဲ့တွေက3နှစ်3မိုးရှိခဲ့တယ်နော်ကျွန်တော်တို့ကလူမျိုးပฏิဘေကဖြစ်ချင်တဲ့ပဆိုလို့ချင်းကျွန်တော်တို့ရဲ့နေမြေထဲမှာရှိနေတဲ့ကယန်းနေအများကြီးရှိတယ်သူတို့တွေဒုက္ခရောက်ကုန်မှာပေါ့ဟုတ်တယ်မလားအဲ့တော့ဘာမှမဖြစ်ခဲ့ဘူး3နှစ်3မိုးတော့သူ့လို့သူရှာတယ်စီးပွားရေးကျန်းမာရေးလူမှုရေးဘာသာရေးသူဆောင်ရမယ်အရေးပေါင်းစုံကိုလည်းသူတို့ကသူဆောင်ရတယ်ကျွန်တော်တို့ပိုးတွေကဘာမှအနောက်ချက်ပေးခဲ့တာမရှိခဲ့ဘူးနော်အဲ့တော့အခုကျွန်တော်တို့အထူးဒေသ6နယ်မြေထဲမှာဝင်ရောက်တပ်ဆွဲနေရယူထားတဲ့ဒီကျမ်းမဲ့တောင်းကျမ်းသူတွေကိုကျွန်တော်တို့ကနှင်ထုတ်တာပဲရှိတယ်သူတို့ကကျွန်တော်တို့နယ်မြေထဲမှာမရှိတော့ဘူးဆိုရင်နယ်မြေတည်ငြိမ်အေးချမ်းသွားပြီအေးချမ်းသွားပြီဆိုရင်ပြီးသွားပြီဘာပြဿနာမှဆက်ဖြစ်စရာအကြောင်းမရှိဘူးเนาะအဲ့တော့အခုကျွန်တော်တို့ကတိုက်ပွဲတွေကတော့တပွဲပြီးတပွဲတော့အောင်ပွဲတွေရတယ်ပြီးရင်ဒီအကြမ်းဖက်တောင်းကျမ်းသူတွေကိုလည်းမောင်းထုတ်နိုင်ခဲ့တယ်ဒါပေမဲ့တစ်ဖက်မီဒီယာတွေကိုသူတို့ကအတုံးချပြီးတော့မလုပ်လဲဆိုတော့မီဒီယာကိုသူတို့ကအလွဲအမားတွေရေးပြီးတော့မှကရနဲ့ပိုးလူမျိုးရေးပြဿနာဖြစ်အောင်သူတို့ဖန်တီးပြီးတော့မှဥတီပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းတွေရေးသားဖော်ပြတယ်เนาะတရကတွေပြောရလို့ရှိရင်ဒီ KNDF တို့ပြားစစ်ကြောင်းတို့အကုန်လုံးသူတို့တွေကတူပါပဲတစ်ဖွဲ့တည်းပါပဲသူတို့ဝင်လာခဲ့တဲ့ကျွန်တော်တို့ငောင်ရွှေမြို့နယ်ဘက်မှာပြီးရင်ကျွန်တော်တို့ပေလောင်းဘက်မှာပြီးရင်ဟိုပုံးဘက်မှာစီဆိုင်ဘက်မှာသူတို့ဝင်လာခဲ့တာကျွန်တော်တို့ပြည်သူလူထုမြောက်များစွာစစ်ပေးချောင်းဘွားရောက်သွားတယ်နော်စစ်ပေးချောင်းဘွားရောက်သွားတယ်အဲ့ဒီတုန်းကသာကျွန်တော်တို့ကလူမျိုးပြဿနာတွေဖြစ်ပေါအောင်ဒါတွေလုံနေတယ်လို့ကျွန်တော်တို့ကမဆွတ်ဆွဲခဲ့ပါဘူးကျွန်တော်တို့ကဒါကတော့စီးရင်နဲ့ပတ်သက်ရင်ကျွန်တော်တို့ပြည်သူလူထုတွေခံစားရတဲ့ပုံမှာပိုးမျိုးသားတပ်မတော် PNA အနေနဲ့ဒါတာဝန်ရှိတယ်အဲ့တော့ဒီချက်ဖက်တောင်းကျမ်းသူတွေကိုနင်ထုတ်မှရမယ်နင်ထုတ်မှဒါဒေသခံပြည်သူလူထုတွေကသူ့ရဲ့ရဒေတာကိုပြန်သွားလို့ရမယ်အဲ့ဒီစိတ်တစ်ခုနဲ့ပဲဒါဒီချက်ဖက်တောင်းကျမ်းသူတွေကိုတိုက်ထုတ်တာနော်အဲ့တော့လူမျိုးရေးပြဿနာဖြစ်လာစရာအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တို့သူဒေသအကြောင်းPNO နယ်မြေထဲမှာဖြစ်ပွားနေတဲ့ကိစ္စတွေတိုက်ပွဲတွေအကုန်လုံးဟာဒီအကြမ်းဖက်တောင်းကျမ်းသူတွေကိုနင်ထုတ်တဲ့တိုက်ပွဲတာဖြစ်ပါတယ်လူမျိုးရေးပြဿနာဖြစ်လာစရာအကြောင်းမရှိဘူးဆိုတာကျွန်တော်တင်ဆက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်